လောကမှာဆိုးရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါပေမဲ့သူတို့မှလည်းပဲကောင်းကွက်ကလေးတွေတော့ရှိနေတတ်သေးတာပဲနိကောင်းကွက်ကလေးတွေရှိနေတတ်သေးတယ်အဲဒါတချို့ကကာယကံမကောင်းပြီမဲ့ဝစီကံကောင်းသေးတယ်တဲ့ရှင်သာရိပုတ္တရာပြောတာနော်တချို့ကကာယကံမကောင်းဘူးတဲ့ဝစီကံကတော့ကောင်းတယ်အဲ့လိုကာယကံတွေမကောင်းပြီမဲ့ဝစီကံကောင်းတဲ့ပုဂ္ဂိုလ်အပေါ်မှာလည်းပဲဒေါသမဖြစ်အောင်စိတ်ကိုထိရမယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဥပမာလေးပေးတယ်ပန္တကူဝတ္တယဟန်ပေါ့နော်ရှေ့ကတုန်းကပန္တကူဝတ္တယဟန်တွေဆိုတာအမိုက်ပုံတို့တင်းချိုင်းတို့ကိုတွားပြီးတော့လူတွေအသုံးမလို့လို့စွန့်ပစ်ထားတဲ့အဝတ်တွေကိုကောက်ရတာလေလူတွေကကြွက်ကြိုက်ထားတဲ့အဝတ်ဆိုရင်မဝတ်ချင်တော့မီးလောင်ထားတဲ့အဝတ်ဆိုရင်မဝတ်ချင်တော့အဲ့ဒါတွေကိုသူတို့ကအမိုက်ပုံထဲမှာပြစ်အမိုက်ပုံထဲကိုပြစ်တုတ်တံမှာသွားပြစ်ဘုန်းကြီးတွေကအဲ့ဒီအမိုက်ပုံကအဝတ်စုပ်တွေကိုကောက်တင်းဆိုင်ကအဝတ်စုပ်တွေကိုကောက်အဲ့ဒီမှာဆွေးနေတဲ့အပိုင်းတွေကိုဖယ်ထုတ်ချကြိုက်ထားတဲ့အပိုင်းတွေကိုဖယ်ထုတ်ကြွက်ကြိုက်ထားတဲ့အပိုင်းတွေကိုဖယ်ထုတ်မီးလောင်ထားတဲ့အပိုင်းတွေကိုဖယ်ထုတ်ကျန်တာလေးတွေကိုဆက်ဆက်ပြီးတော့သင်္ကန်းချုပ်ရတာလေအဲ့ဒီလိုပဲပန်းတကူဝတ္တယဟန်တွေလိုပဲနော်ဘုရားတော်တရားဓမ္မတွေအနေနဲ့ကိုယ်ပတ်ဝန်းကျင်မှာမကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ကြုံရတတ်တယ်နော်ဒါရှိတယ်ယနေ့ခေတ်ဆိုရင်ပူဆိုးတာပေါ့နော်လူတွေဟာဒေါသတွေအားကြီးပြီးတော့ဇယိုက်ဆိုးတွေဇယိုက်ကျန်းတွေနဲ့လူတွေဆုတ်တဲ့ကာလရောက်လာပြီလေနော်တက်တန်းတွေဆွတ်ယုတ်လာပြီဒေါသတွေအားကြီးလိုက်တာကောင်းတဲ့ပုဂ္ဂိုလ်တဲ့ဆိုးတဲ့ပုဂ္ဂိုလ်တွေကပိုများတယ်လောကမှာလေခြောင်လို့မရတော့ဘူးနော်ငါတော့ဆိုးတဲ့ပုဂ္ဂိုလ်တွေနဲ့အတူမနေပါဘူးလို့ခြောင်လို့မရဘူးတော်တော်များများကမကောင်းတဲ့ပုဂ္ဂိုလ်တွေများနေတာဘလို့မှခြောင်လို့မရဘူးမကောင်းတဲ့ပုဂ္ဂိုလ်တွေမြင်တဲ့အခါဒေါသတွေဖြစ်ရမယ်ဆိုရင်အသက်တူရကြည့်ရဲ့မြန်မြန်သေးရလိမ့်မယ်နော်ဒီတော့ဒီနေ့လိုဒီနေ့ခေတ်မှာလိုလူဆိုးတကိုးတွေမကောင်းတဲ့ပုဂ္ဂိုလ်တွေများတဲ့ခေတ်မှာကိုယ်စိတ်ကဒေါသမဖြစ်အောင်ဘယ်လိုထိမ့်မလဲအခုအရှင်သာရိပုတ္တရာမထေရမြတ်ကနီလန်းပေးထားပါတယ်နော်ဥပမာလေးတည်စရာမှတ်ပန်းတကူကောက်တဲ့ယဟန်ပမာမကောင်းတာတွေကိုမကြည့်နဲ့တော့တဲ့မကောင်းတာတွေကိုကြည့်နေရင်လည်းမနဲ့မိုးရင်းရနေမိုးချုပ်ကြည့်လို့ဆုံးမှလည်းမဟုတ်ဘူးဒေါသတွေဖြစ်ရရှိတယ်အိတ်လည်းဒေါသစားလည်းဒေါသမြင်ရရင်ဒေါသဖြစ်တယ်ကြားရရင်ဒေါသဖြစ်တယ်အဲ့တော့မြင်သမျှကြားသမျှအပေါ်မှာဒေါသတွေဖြစ်နေမဲ့အစားကိုယ်မှာအကုသိုလ်မဖြစ်ရအောင်ဒေါသမဖြစ်ရအောင်မလို့စိတ်ကိုထိန်းကြမလဲကောင်းတာလေးကိုရွေးကြည့်ပါကိုယ့်အပေါ်မှာမကောင်းပေမဲ့သူကောင်းတဲ့သူတွေပေါ်မှာတော့ကောင်းမှာပေါ့နော်အဲ့ကောင်းတာလေးကိုရွေးကြည့်ပြီးတော့ဒေါသကိုဖျောက်ပါလေတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ပေးတဲ့နီလန်းပါနော်ကဲနောက်တစ်မျိုးသွားရအောင်နော်တချို့ကြတော့တဲ့ဝစီကံမကောင်းနှုတ်ကြမ်းတယ်ရိုင်းတယ်စကားပြောမချိုးစကားပြောတတ်တယ်ဒါပေမဲ့ကိုကျင်တရားတော့ကောင်းတယ်တစ်ဖက်သားကိုကူညီတတ်တယ်သာနာတတ်တယ်မတတ်ဘူးမခိုးဘူးအဲ့ဝစီကံတော့မကောင်းလိန်နေညားတယ်ဆဲဆိုတယ်ရိုင်းဆိုင်တယ်အဲ့တော့ကာယကံအဖြစ်တော့ကောင်းတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေလည်းကြုံရတတ်တယ်အဲ့လိုကြုံလာလို့ရှိရင်လည်းမကောင်းတာကိုဖယ်လိုက်ပါတဲ့ကောင်းတာလေးကိုပဲကြည့်ပြီးတော့ဒေါသစိတ်မထားပါနဲ့ဒေါသစိတ်မထားပါနဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကဥပမာပေးတယ်ခရီးသွားတဲ့လူတစ်ယောက်ကလေသူ့မှာပါတဲ့ရေဘူးကရေကုန်သွားပြီလမ်းဘေးမှာတွေ့တဲ့ရေအိုင်တိုင်ကိုဆင်းပြီးတော့ရေတောက်ရမယ်အဲ့မဲ့ရေအိုင်မှာကမော်တွေနဲ့ပြည့်နေတယ်တောက်လို့မရဘူးလေရေမော်တွေနဲ့ပြည့်ကျက်နေတယ်ရေကန်ကအဲ့ရေတောက်ရှင်တဲ့လူကြီးဟာရေမော်တွေကိုဖယ်ပြီးတော့အောက်မှာရှိတဲ့ရေကြီးကိုခက်ယူတောက်ရတယ်လို့ပဲပေါ့လောကမှာမကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ကြုံရရင်လေ
ဒေါသတွေဖြစ်နေမဲ့အစားမကြင်မတတ်တဲ့စိတ်တွေဖြစ်နေမဲ့အစားနော်ကောင်းတာလေးကိုရွေးကြည့်ပြီးတော့မေတ္တာထားပါတဲ့ဒေါသအာဃာတအညှို့တေးတွေမထားပါနဲ့နော်အရှင်သာရိပုတ္တရာမထေရပြောတာစိတ်ပင်ပန်းလို့ပြောတာပါနော်ကိုယ်မှဒေါသဖြစ်ရတော့ကိုယ်ပဲစိတ်ပင်ပန်းရတယ်ကိုယ်ပဲအကုသိုလ်တိုးရတယ်ကိုယ်ပဲအသက်တိုးရတယ်ကိုယ်ပဲယောဂဖြစ်ရတာလေတပည့်တော်ဘုရားကဒီရှင်သာရိပုတ္တရာမထေရကဘဝကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြတ်သန်းဖို့အတွက်ဒေါသကိုဘယ်လိုပယ်ရမလဲဆိုတာကိုဥပမာလေးပေးတာပါနော်မကောင်းတာကိုမကြည့်နဲ့တော့တဲ့မကောင်းတာတွေကြည့်နေလဲကြည့်လို့မဆုံးတော့နောက်တတိယပုဂ္ဂိုလ်ကြတော့ကာယကံလည်းမကောင်းဘူးဝစီကံလည်းမကောင်းကြည့်ရုပ်တယ်ဒါပေမဲ့စိတ်ထားကလေးကတော့မဆိုးဘူးပေါ့နော်ခိုးတတ်တယ်လူတတ်တယ်ဝတ်တတ်တယ်လိန်ညာတတ်တယ်ရက်သေးစားတောက်စားပြီမဲ့စိတ်ကြီးကလေးကတော့ခေါင်းချတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းသူ့မှာကောင်းကွက်ဆိုလို့တော်တော်ရှာယူရတာပေါ့နော်ကာယကံကြည့်မလားကောင်းကွက်ကသူမရှိဘူးဝစီကံကြည့်မလားကောင်းကွက်ကမရှိဘူးဖြစ်နေတာကာယကံဝစီကံကောင်းကွက်ရှာမရဘူးတဲ့အဲ့တော့အရှင်သာရိပုတ္တရာကဥပမာပေးတယ်ခရီးသွားတဲ့လူတစ်ယောက်ကကိုယ်မှာပါတဲ့ရေဘူးကလည်းရေကုန်သွားပြီလမ်းမှာလည်းရေတွင်းရေကန်ရေအိုက်တစ်ခုမှမတွေ့ရအောင်အောက်စီရာရေကလုံးဝမရှိတော့အဲ့လိုဖြစ်နေတာအဲ့ဒီချိန်မှာလမ်းမပေါ်မှာနွားချေရာခွက်ထဲမှာရေလေးတွေ့တယ်နွားချေရာခွက်ဆိုတာအားလုံးမြင်ဘူးတာပဲလေနွားတွေနင်းသွားတယ်ခြေရာကျန်ခဲ့တယ်တစ်သေးလေးပဲလေနွားချေရာဆိုတာမိုးရွာလိုက်တော့အဲ့နွားချေရာခွက်မှာရေလေးတွေတင်ကျင်ခဲ့တယ်အဲ့တော့ခရီးသွားတဲ့လူကြီးကတောက်စီရာရေမရှိတော့အဲ့ဒီနွားချေရာခွက်ကရေကိုပဲတောက်ရတော့ပါလေရေကလည်းအရင်ကတ်နေပြီမတောက်ရရင်သေတော့မယ်အဲ့လိုအနေထားဖြစ်နေတာဒီနွားချေရာခွက်မှာရှိတဲ့ရေကိုမှမတောက်ရရင်သေတော့မှာဒါတောက်မှပဲသူအသက်ရှင်မှာဒါပေမဲ့နွားချေရာခွက်ထဲမှာရှိတဲ့ရေကလည်းနည်းနည်းလေးပဲလက်ကလေးနဲ့ခတ်တော့လို့လည်းမရအောင်ခွက်နဲ့ခတ်တော့လို့လည်းမရအရင်နေတာကိုလက်နဲ့လည်းခတ်တော့လို့မရခွက်နဲ့လည်းခတ်တော့လို့မရဘယ်လိုတောက်မလဲနွားလိုပဲလေးဘက်ထောက်လေးဘက်ထောက်ပြီးတော့ကိုယ့်ရဲ့ခေါင်းလေးကိုငုပ်ပြီးတော့အဲ့ဒါနှုတ်သီးလေးနဲ့နှကန်းနဲ့ရေကိုစုပ်ပြီးတော့တောက်ယူရတယ်ပေါ့နှကန်းနဲ့ရေကိုစုပ်ပြီးတောက်ယူရတယ်ကျန်ကျန်ဖန်ဖန်တောက်ရတာပြောတာနော်ရေကမရှိတော့ကျန်ဖန်ပြီးတောက်ရတာလေနွားလိုပဲလူဘွားနေနွားလိုဖြစ်ပြီးတော့လေးဘက်ထောက်တောက်ရတာအဲ့ဒီလိုပဲလောကမှာလေကာယကံကြည့်မလားကောင်းခွက်မရှိဘူးဝစီကံကြည့်မလားကောင်းခွက်မရှိဘူးအဲ့လိုကောင်းခွက်ကိုခြားလို့မရတဲ့ပုံကိုယ်တွေကိုကြမ်းကြမ်းဖန်ဖန်နော်ကောင်းခွက်ကိုခြားရတာပေါ့နော်ခုနကနွားစီယာခွက်မှာရှိတဲ့ရေကိုလေးဘက်ထောင်ပြီးတောက်ရသလိုပဲလောကမှာကောင်းခွက်ခြားရခဲ့တဲ့ပုံကိုယ်တွေလည်းရှိတာပဲအလုံးဆိုးရတဲ့ပုံကိုယ်တွေရှိတယ်ဒါမှမဟုတ်သူတို့ဆိုးရတာကိုအကြောင်းပြုပြီးကိုယ်မှာဒေါသတွေဖြစ်နေကိုယ်ပဲအကုသိုလ်တိုးနေရတယ်တို့ကိုဒေါသကလေးမပြောက်ရအောင်ဒေါသကလေးမဖြစ်ရအောင်ကြမ်းကြမ်းဖန်ဖန်ကောင်းကွက်ကိုရအောင်ရှာပြီးတော့ဒေါသကိုဖြောက်ရတာပေါ့တဲ့ရှင်မေဘုရားနော်ဥပမာတော့ခုရှိသွားပြီပန်းတကူသင်္ကန်းကောက်တဲ့ဥပမာရေမော်တွေပိတ်ဖုံးနေတဲ့ရေကန်မှာရေတောက်တဲ့ဥပမာနွားရှင်ဟာခွက်မှာရှိတဲ့ရေကိုတောက်တဲ့ဥပမာနော်အလုံးကောင်းပါလေအရှင်သာရိပုတ္တရာမထေရကြီးဟောထားတဲ့တရားနောက်တစ်ယောက်ကြတော့အိုဆိုးတယ်ဘလို့မှကောင်းွက်ချလို့မရတာကာယကံကြည့်မလားဝစီကံကြည့်မလားမနောကံကြည့်မလားစိတ်ကလည်းညစ်ပတ်တယ်စိတ်ထားကလည်းအလုံးညစ်ပတ်တဲ့စိတ်ကာယကံကလည်းလုံးဝမကောင်းဝစီကံကလည်းလုံးဝမကောင်းဘလို့မှကိုကောင်းွက်ကိုချမရတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ကြမလဲတွေ့ဘူးကြမှာပါနော်ကိုယ်ပဝန်းကျင်တွေမှာကောင်းွက်ဘလို့မှကိုချလို့မရတာကောင်းကွက်တစ်စက်ကလေးမှမရှိတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်ဘလို့မှကောင်းကွက်ချလို့မရအောင်အဲ့လိုကောင်းကွက်ချလို့မရတဲ့ပုဂ္ဂိုလ်တွေကဘလို့ဒေါသဖြောက်မလဲ
ကြည့်လိုက်ရင်စိတ်ထိုးစရာကြီးပဲဒေါသဖြစ်စရာကြီးပဲအဲ့တော့ဘလို့လုံးချမလဲအဲ့ဒီပုဂ္ဂိုလ်ကြီးနဲ့ပတ်သက်လာတယ်အရှင်သာရိပုတ္တရာပေးတဲ့ဥပမာအလွန်ကောင်းတယ်လူမမာနဲ့ဥပမာပေးတယ်ကျေးလက်ဒေသမှာလူတယောက်မနာမကျန်းဖြစ်တယ်တေကာလေးလူမမာလူဖြစ်နေတာပေါ့နော်ဝေဒနာကတော်တော်လေးဆိုးဝါးနေပြီအဲ့ရမှာလဲလျောင်းပြီးတော့လူကမျော်လေးပဲကျန်တော့တယ်ကန်ဆိုးရင်တော့သူ့မှာဆေးကုမဲ့ဆရာဝန်လည်းမရှိတော့တာအလွန်ခေါင်းတာဘူးဆေးရလည်းအလွယ်တကူမရနိုင်အားရှိတဲ့အစာအာဟာရတွေလည်းမသုံးဆွဲရဖြစ်နေတဲ့ပုံစံနော်ဒုက္ခများလေအားရှိတဲ့အစာကလည်းမမီဝဲရဘူးဆေးဝါးလည်းမမီဝဲရဘူးဆရာဝန်ကလည်းမရှိဘူးသိတော့မယ်လူမမာကအဲ့လိုဆိုလို့ရှိရင်အဲ့လိုမျိုးတေကာလေးလူမမာကိုတွေ့ရတဲ့အခါမှာဥစ္စာတော့ဘယ်လိုစိတ်ဖြစ်ကြပါလဲတနာတာပေါ့နော်တနာတာပေါ့ဒုက္ခများဆရာဝန်လည်းမကုရဘူးဆေးလည်းမမီဝဲရဘူးအာဟာရလည်းမမီဝဲရဘူးတနာစရာကောင်းလိုက်တာစိတ်ထဲမှာဘယ်လိုဖြစ်ကြတယ်လဲဆိုတော့ဆရာဝန်နဲ့တွေ့ရရင်ကောင်းပါပဲသူအာဟာရတွေမီဝဲရရင်ကောင်းပါပဲဆေးကောင်းဝါးကောင်းတွေကိုမီဝဲရရင်ကောင်းပါပဲလို့အတွေးလေးတွေဖြစ်ကြတာလေသူ့ကိုမတည်စေချင်ဘူးလေမတည်စေချင်ဘူးအဲ့ဒီတိုင်းပဲလောကမှာအလိုရုံးမှာဆိုးရတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့ကောင်းကင်ဘလို့မှရှာလို့မရအောင်နော်အလိုရုံးမှာဆိုးရတဲ့ပုဂ္ဂိုလ်တွေနဲ့ကြုံရရင်ဘလို့စိတ်ထားမလဲဆိုတော့တဏှာစရာတတ္တဝါလို့ကြည်ပါတဲ့ဒေါသမဖြစ်နဲ့နော်တဏှာစရာတတ္တဝါလို့ကြည်ပါဩဒီလူကြီးရုံးမှာလိုက်တာကြည်စမ်းမကောင်းတာတွေလုပ်နေလိုက်တာကာယကံဖြစ်ကြည့်မလားမကောင်းတာတွေလုပ်နေတယ်ဝစီကံကြည့်မလားမကောင်းတာတွေလုပ်နေတယ်မနောကံစိတ်ကိုပဲကြည့်မလားစိတ်ကလည်းညစ်ပတ်လိုက်တာတနာလိုက်တာသိရင်တော့ငရဲကြတော့မှာပဲနော်ဒီလူကြီးသိရင်ငရဲကြတော့မှာပဲသိလို့ရှိရင်တိရစ္ဆာန်ဖြစ်တော့မှာပဲသိရင်ပိဋကဖြစ်တော့မှာပဲဘလူဖြစ်တော့မှာပဲတနာတာပေါ့နော်သူတော်ကောင်းတို့ရဲ့စိတ်နော်လူယုံမာတွေနဲ့တွေ့တဲ့အခါမှာသူတော်ကောင်းတို့ကတနာစရာတတ္တဝါလို့မြင်တယ်ဒေါသမဖြစ်ဘူးသူတော်ကောင်းတွေကလေသူတော်ကောင်းတွေကလူယုံမာကိုတွေ့ရင်ဒေါသမဖြစ်ဘူးတနာစရာတတ္တဝါလို့မြင်တယ်ဒီတတ္တဝါသိလို့ရှိရင်တော့ငရဲသွားတော့မှာပဲလို့တနာစရာတတ္တဝါနဲ့မြင်လိုက်တဲ့အခါကျတော့ဒေါသမဖြစ်တော့ဘူးပေါ့မဟုတ်ရင်သူ့ရဲ့ရုပ်မာမှုတွေကိုကြည့်နေတယ်ဆိုရင်ဒေါသတွေဖြစ်တာတလုံးလုံးဖြစ်တာနော်စားလို့မဝင်တော့အဲ့လိုပြောဒေါသတွေဖြစ်တာအဲ့တော့သူတော်ကောင်းကြီးတွေကကရုဏာဖြစ်တယ်ဒီလူယုံမာကြီးတင်တော့အပေကြတော့မှာပဲကရုဏာစိတ်ဖြစ်တယ်နော်ဒါအရှင်သာရိပုတ္တရာပြောတဲ့ဥပမာနော်၄ခုရှိသွားပြီဒီ၄ခုလုံးသိတာမကောင်းတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာဒေါသမဖြစ်ဖို့ပြောတာလေနံပါတ်5ကတော့ကောင်းတဲ့ပုဂ္ဂိုလ်ပါကာယကံလည်းစင်ကြယ်တယ်ဝစီကံလည်းစင်ကြယ်တယ်မနောကံလည်းစင်ကြယ်တယ်တကယ်သူတော်ကောင်းတွေအပေါ်မှာလည်းဒေါသမဖြစ်နေကာယကံကောင်းတယ်ဝစီကံကောင်းတယ်မနောကံကောင်းတယ်ဘယ်ဘက်ကကြည့်ကြည့်ကောင်းတဲ့သူတော်ကောင်းတွေအပေါ်မှာလည်းဒေါသမဖြစ်နေဥမာလေးပေးတယ်သိရိတ်ဝါရိတ်တွေနဲ့ပြည့်စုံပြီးတော့ကြည်လင်အေးမြနေတဲ့ရေကန်ကြီးနဲ့တူတယ်သိရိတ်ဝါရိတ်မှာတိမ်မိတ်တမောက်အိတ်ဒိုးတိုင်းရေချိုးရေမိုးချိုးပြီးတော့သိရိတ်ဝါရိတ်အောက်မှာခဏတည်းနားဖြေစားတောက်ပြီးတော့လိုရာခကြီးကိုဆက်ရတယ်လို့ပဲပေါ့သူတော်ကောင်းကြီးတွေအပေါ်မှာဒေါသဖြစ်နေနော်သူတော်ကောင်းကြီးတွေအပေါ်မှာဒေါသဖြစ်နေသူတော်ကောင်းကြီးတွေကိုပြီးခိုးပြီးတော့မိမိတို့ကကုသိုလ်ယူရမယ်ဆိုပြီးတော့အရှင်သာရိပုတ္တရာမထေရကနီလန်းပေးထားပါတယ်နော်အဲ့တော့ဦးဇင်းတို့အနည်းချုပ်လိုက်မယ်ဆိုလို့ရှိရင်အရှင်သာရိပုတ္တရာပြောတဲ့တရားဓမ္မကိုအနည်းချုပ်လိုက်လို့ရှိရင်၃မျိုးတွေ့ရတယ်ပေါ့နော်မကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ကြုံတဲ့အခါမှာကောင်းကွက်လေးကိုရအောင်ချပြီးတော့ဒေါသကိုဖြောက်ပါကောင်းကွက်လုံးဝချလို့မရတဲ့လူဒန်းစားတစ်မျိုးလည်းရှိတယ်အလုံးရုံပါတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့လိုပုဂ္ဂိုလ်တွေဆိုရင်လည်းတဏှာစရာတတ္တဝါလို့မြင်ပါတဲ့နောက်စသရပြည့်စုံတဲ့သူတော်ကောင်းတွေနဲ့တွေ့ခဲ့လို့ရှိရင်လည်းနော်သူတော်ကောင်းတွေကိုပြီးခိုးပြီးတော့ကုသိုလ်ရအောင်စီးဖို့ယူပါလို့ပြောချင်တာ၃မျိုးပဲအိဗေကလေချက်လိုက်၃မျိုးပဲကောင်းကွက်ချပြီးတော့ဒေါသဖြောက်လို့ရရင်ဖြောက်မရရင်တဏှာစရာတတ္တဝါလို့မြင်ပြီးဒေါသကိုဖြောက်နော်ဒေါသဖြောက်ရင်နှိမ့်ချုပ်ပဲလားအဲ့မိမိတို့ပတ်ဝန်းကျင်မှာဒါတွေ့ရမှာပဲပုဂ္ဂိုလ်မျိုးစုံတွေ့ရမယ်အဲ့ဒီခါမှာခုနကအရှင်သာရိပုတ္တရာမထေရပြောတဲ့ဥပမာလေးတွေကိုတတိယပြီးတော့နော်ဒေါသလေးတွေကိုဖြောက်နိုင်ကြမယ်ဆိုလို့ရှိရင်ဒီလိုဘဝကိုငြိမ်းချမ်းစွာနဲ့ဖြတ်သန်းနိုင်ကြမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့လူချင်းများနေတဲ့ကွာဓမ္မမိတ်ဆွေများအားလုံးအရှင်သာရိပုတ္တရာမထေရဟောကြားတဲ့ဒေါသပယ်ဖြောင်းနည်းတရား၅ပါးတရားဒေသနာတော်ကိုကြားနာပြီးတော့မိမိတို့တဏ္ဍာမရှိတဲ့ဒေါသတွေကိုပယ်ဖြောင်းအောင်ပြီးတော့မြတ်စွာဘုရားသာသနာတော်ကိုဗုဒ္ဓလူတော်ကြကိုးကွယ်စည်းကမ်းနိုင်တဲ့
မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း